Hello မင်္ဂလာပါကျွန်တော်တော့တာဖာမီရဲ့ထူကူဆရာဝန်ဒေါက်တာအောင်ဦးကြီးဖြစ်ပါတယ်ဒီနေ့မှာတော့အမျိုးသမီးတွေမှာဒီတိတ်မှာအလုံးတရာနဲ့ပတ်သက်ပြီးတော့မှတည်ထားတဲ့အကြောင်းအရာလေးကိုကျွန်တော်ဝေမျှပေးသွားချင်ပါတယ်ဒီတိတ်မှာလုံးတရာကိုဆေးပညာခေါ်ပေါ် uterine fibroid ဒါမှမဟုတ်ရင် myoma လို့ခေါ်ပါတယ်ဒီအမျိုးသမီးတိုင်းဖြစ်တတ်ပြီမဲ့လေနော်ဒီအသက်30ကျော်မှပို့ပြီးတော့ဖြစ်တတ်ပါတယ်မျိုးရိုးရှိတဲ့အမျိုးသမီးတွေနော်အမေမှာဖြစ်ဖူးတယ်အတော်မှာဖြစ်ဖူးတယ်အဲ့လိုမျိုးရှိတဲ့အမျိုးသမီးတွေနောက်တစ်ခုကကြောင့်အိမ်တောင်ကြတယ်ကလေးမရတဲ့အမျိုးသမီးတွေနောက်တစ်ခုကကြောင့်အပြူကြီးတွေမှာပေါ့နော်အဲ့လိုအမျိုးသမီးတွေမှာဆိုရင်ပို့ပြီးတော့မှဖြစ်များတာကိုတွေ့ရပါတယ်တိတ်မှအလုံးတည်ပြီဆိုရင်ဘလို့နဲ့သိနိုင်မလဲပေါ့အများစုကတော့ကွာဘာမှမခံစားဘူးအာထဆောင်းနော်တခြားအကြောင်းအရာကြောင့်အထဆောင်းတော့ရိုက်ကြည့်ရင်လည်းမှတိတ်မှလုံးတရာကိုတွေ့ရတတ်တာပေါ့အဲ့လိုမျိုးလည်းအများစုကဖြစ်တတ်ကြတယ်တကယ်ခံစားရတဲ့လက္ခဏာဘလို့တွေလဲပေါ့နော်ရာသီသွေးဆင်းများတာရာသီရက်ရှည်တာပုံမှန်လာရက်သားနဲ့ရာသီကရက်လည်းရှည်တယ်သွေးဆင်းတာလည်းပမာဏအရင်များတာပေါ့နော်အဲ့ဒါတစ်ချက်နောက်တစ်ခုကကျတော့ဒီအိမ်အောင်တဲ့အမျိုးသမီးတွေမှာဆိုရင်ကလေးရနှေးနေတာမရတတ်တာပေါ့ကလေးရရင်လည်းခဏခဏဖြစ်ကြနေတာမျိုးပေါ့နောက်တစ်ခုကကျတော့စီခဏခဏအောင်တတာစီခဏခဏပေါက်ချင်တာပေါ့နောက်တစ်ခုကကျတော့ဒီဝန်းချုပ်တာဒီလိုလက္ခဏာလေးနဲ့လာတတ်ပါတယ်နောက်တစ်ခုကကျတော့ဒီအလုံးကအရန်ကြီးပြီးတော့နော်ကိုယ့်ကိုဘိုက်ပေါ်နေအလုံးကိုစမ်းမိတာမျိုးပေါ့အဲ့လိုလက္ခဏာလေးတွေကိုခံစားတတ်ပါတယ်အလုံးရှိပြီဆိုတာနဲ့တန်ပြီးတော့ခွဲစရာမလိုပါဘူးဘယ်လိုချင်းဒီမှာခွဲရမှာလဲပေါ့နော်နံပါတ်1ကကျတော့ကိုခံစားရလက္ခဏာဘယ်လောက်ဆိုးလဲနောက်တစ်ခုကကျတော့အလုံးရွယ်စားဘယ်လောက်ကြီးလဲပေါ့နော်အဲ့ဒါပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကခွဲဖို့ရစဉ်းစားပါတယ်နော်ကိုကဘာမှမခံစားဘူးအလုံး site ကလည်းတေးလေးပဲဆိုရင်တော့ဘာမှခွဲစရာမလိုဘူးစောင့်ကြည့်ရုံနဲ့ပဲနော်6လတန်ဒီတစ်နှစ်တန်ဒီ medical check up ပြန်လုပ်ရင်းနဲ့မှကျွန်တော်ပြန်ပြီးတော့စစ်ဆေးစောင့်ကြည့်လို့ရပါတယ်ရာသီသွေးဆင်းတာအရင်များတယ်သွေးဆင်းတာပုံမှန်တက်ကိုပိုများတယ်ရာသီရက်ကလည်းအရင်ရှည်တယ်ပေါ့နော်ကိုကဟော်မုန်းဆေးတွေတောက်ကြည့်တယ်သွေးတိတ်ဆေးတွေသွေးထိန်ဆေးတွေနဲ့တောက်ကြည့်လို့လည်းမတက်တာဘူးပေါ့နောက်အိမ်အောင်တဲ့မျိုးသမီးတွေမှာဆိုရင်လည်းကလေးမရဘဲနဲ့နော်ကလေးရဖို့ရဒီအလုံးကအနှောက်ယှက်ပေးနေတာမျိုးပေါ့ကလေးရတော့လဲခဏခဏပြက်ကြနေတာမျိုးပေါ့နော်နောက်တစ်ခုကတော့အလုံးရွယ်စအရင်ကိုကြီးမားနေတယ်ဒါမျိုးဆိုရင်တော့ခွဲဖို့ရလိုအပ်ပါတယ်နော်အမျိုးသမီးကကိုအလုံးတည်ပြီဆိုတာနဲ့တိတ်မှလုံးတည်ပြီဆိုတာနဲ့ကင်ဆာကိုစိတ်ပူတတ်ကြရလေအခုဒီ fibroid ကြတော့ကင်ဆာမဟုတ်ပါဘူးအခုကျွန်တော်ပြောတဲ့အကြောင်းအရာလေးကနေပြီးတော့မှနော်တစုံတရာအကျိုးကျေးဇူးရရှိခဲ့မယ်ဆိုတော့ကျွန်တော်အများကြီးဝမ်းသာပါတယ်အားလုံးပဲဘေးရန်တွေပေါင်းမှကင်ဝေးပြီးတော့မှကိုယ်စိတ်ပြကျမ်းမာချမ်းသာပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်